တောင်းကြလေးနဲ့ဆိုလို့ရှိရင်နော်16ပေမီလင်းခောက်ရှူလက်ခလေးနဲ့ရောက်ပြီးရွှေဘောလုံးလေးရှိမယ်ရှင်ဟယ်လိုအားလုံးပဲမင်္ဂလာပါဆက်ဆက်ရဲ့ vlog လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဆက်ဆန်က88လမ်း3334တာဘန်ကုန်းမှာတာမရောက်နေတာပေါ့နော်ဒီမှာ16ပေမီလင်းခောက်ရွှေကိုငွေကျပ်1000ကျော်နဲ့စပြီးတော့ရတယ်ရွှေသားရွှေစံလေးတွေ့ထားတယ်အဲ့ကိုစနန်းနဲ့တူတူတောက်ဆက်စွတ်ကြည့်အောင်လိုက်ခဲ့အောင်နော်မင်္ဂလာပါရှင်ရွှေသားမတူတူပါရှင်ဗာလေးမျက်စိဆောင်ရပြရမလဲရှင်ဟိုကလေးညီမလေးလမ်းမှာလေး1000ကျော်နဲ့စပြီးတော့ခောက်ရရဆိုလို့အားလေးတစ်ခြားလောက်ပြပေးပါလားပါလေးရှင်တောင်းကြလေးနဲ့ဆိုလို့ရှိရင်နော်16ပေမီလင်းခောက်ရှူလက်ခလေးနဲ့ရောက်ပြီးရွှေဘောလုံးလေးရှိမယ်ရှင်ဒါလေးရွှေဘောလုံးလေးဆိုလို့ရှိရင်နော်ဒီနေ့ပေါက်စုလေးနဲ့ဆိုရင်19000ဝန်းကျင်မှာလက်ခလေးနဲ့ရောင်းပေးတာပါရှင်အဲ့ဆိုမှဒါလေးတွေကိုလေဘယ်လိုပုံစံလေးနဲ့ဝယ်လို့ရလဲဒါလေးတွေကတော့လေအခုစိတ်ကြိုက်ဖန်စီလေးနဲ့စိတ်တဲ့ဒီဇိုင်းလေးကိုကိုစိတ်ကြိုက်တင်လို့ရပါတယ်ရှင်အဲ့ဆိုမှဒီပုံစံလေးနဲ့ဒီပုံစံလေးနဲ့ရှင်နော်အဲ့လိုလေးပဲဒါလေးကြည့်ပြလိုက်မယ်နော်ရှင်ဟုတ်ပါရှင်စိတ်ကြိုက်ဒီဇိုင်းလေးနဲ့ချစ်ထားတဲ့ပစ္စည်းလေးရပါပြီရှင်ကျေးဇူးပါကျေးဇူးတင်ပါတယ်ရှင်ဒီ site တင်မှာရှင်းနောက်လည်းလာပြီးဖို့ဖိတ်ခေါ်ပါရရှင်